ကဲမင်္ဂလာပါရှင်ဒီနေ့မမေတို့ဆိုင်မှာလေကြားဝက်ဘောင်းမီတိုမှာစပေါ့အသားနဲ့စပေါ့ချက်ပေါ့နော်ဒီဇိုင်းတစ်လေးပစ္စည်းလေးထပ်ဝင်ပါပြီဒါလေးကဘယ်တော့ခါပဲရောက်ပေါ့နော်မလောက်တဲ့ပစ္စည်းလေးပါတေချာလေးပြပေးမယ်ကာလာလေးဆက်ပေးနေရပေါ့နော်အခုကလည်းမမေအော်ဒါလေးထည့်ဖို့ကာလာလေးဆက်ပေးနေရပါဒါမျိုး9 5ရောင်တစ်စီးလာတယ်ပေါ့နော်အသားလေးကိုတေချာလေးပြပေးမယ်ပေါ့နော်အသားလေးကစပေါ့အသားဆိုရင်အာကစားအသားလို့ပြောရပေါ့နော်အသားအရန်ကောင်းတယ်လုံးဝမပူဘူးဒီမှာဒါမျိုးဒီဇိုင်းလေးပြီးတော့ချုပ်တာဒီဇိုင်းကိုလည်းလေတေချာအရင်အခု trend ဖြစ်နေတဲ့ဒီဇိုင်းလေးချုပ်ထားပေးတယ်သူ့ရဲ့ဒီဇိုင်းလေးကကြတော့ဒီမှာပေါ့နော်ဈေးအိတ်ထောင်လေးလည်းပါတယ်ပေါ့နော်ရှေ့မှာအိတ်ထောင်နှလုံးပါမယ်ရှေ့အိတ်ထောင်နှလုံးပါမယ်ဒီနားလေးမှာဆိုရင်သူ့ရဲ့ sticker လေးပါမယ်ပေါ့နော် sport chest sticker လေးပါမယ်ပြီးတော့ဒီမှာကြည့်ဘေးထိုးလေးလည်းပါတယ်ပြီးတော့ချုပ်တာတွေကိုလည်းလေနှစ်လိုင်းချုပ်လေးနဲ့ချုပ်ထားပေးတယ်ပေါင်ချိန်ဆိုရင်ဒီမှာဘောင်းမီဆိုရင်လေပေါင်ချိန်ဆိုရင်လေ150 160လောက်ဒီအေးဆေးတော်မယ်အသားအရန်ကောင်းတဲ့နူရဒီမှာဒါလေးပဲဝစ်ချွေးဆိုလဲခံတယ်အပူလဲခံတယ်ပေါ့နော်အသားလဲအရန်ကိုမှကောင်းတယ်ဒီမှာနော်ငါးတဲ့တွဲပါတစ်ထည်ဟိုမှ6000နဲ့မှ900ကျပ်ပါငါးတဲ့တွဲကနေစပြီးတော့မှာယူလို့ရတယ်အရင်ငွေချလဲပို့ဆောင်ပေးတယ်ဆိုင်မှာလဲစိတ်ကြိုက်လာကြည့်လို့ရရင်တော့ပစ္စည်းလေးထပ်ဝင်ထားပါပြီရှင်ကျေးဇူးပါ